အားလုံးပဲမင်္ဂလာပါစမ်းမြင့်ကြီးမရှိလို့ဘာဂင်းဆော့ရမှမတိဖြစ်နေတဲ့ gamer တွေအတွက် PC game 5ခုကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ game တွေကရုံးသုံး PC တွေမှာတော့ကစားနိုင်တဲ့ game story ဘိုင်းမှာလည်းအပြောစရာမလိုအောင်ကောင်းမွန်လို့အချင်းဖြုံးရတာတန်းမှာပြကြပါတယ်စလိုက်ကြရအောင် Dogs ဒီ game ကဟောင်ကောင်မှာအခြေတည်ထားပြီးတော့ American ကနေဟောင်ကောင်ကိုပြန်ရောက်လာတဲ့ရဲစုံတော်တယောက်တည်းကစားရမှာပါ San On Yi ဆိုတဲ့ gain ကိုဖမ်းဖို့လူချိုး gain တွေကိုသူကိုယ်တိုင်ဝင်ပြီးလှုပ်ရှားရမှာပါဟောင်ကောင်မြို့ရဲ့ညဘက် neon မီးအောင်စုံအောက်ကလမ်းမတွေကလေလှသလိုတနတ်ပစ်တဲ့အဖြစ်ခွန်ဖူးတိုင်းကွက်တွေနဲ့တိုက်ခတ်ရတာတွေကဒီ gain ရဲ့အသက်လိုတောင်ဖြိုးလို့ရပါတယ်တိုင်းချတဲ့အချိန်လက်သီးသက်မဟုတ်ပဲပတ်ဝန်းကျင်ကပစ္စည်းတွေကိုပါသုံးလို့ရတာအယမ်းမိုက်ပါလေချက်တိုက်လို့ရတယ်လို့ကာရာအိုကေပါဆိုလို့ရပါသေးတယ်တဲလောင်သေးဆိုလို့ရတယ်လို့ sorry ကိုဘေးမှာကခိုင်းပြီးတော့လဲဆိုလို့ရပါသေးတယ် ဆိုင်ကယ်မောင်းနေရင်ကားပေါ်ကိုလှမ်းခူးပြီးကားလူစီရတဲ့အကွက်တွေကတကယ်ကိုမိုက်ပါတယ် open world game မလို့ mission မလုပ်ချင်ပဲရှောက်လုပ်နေလဲရပါတယ် နံပါတ်2 Far Cry 3ကျွန်းတကျွန်းကိုတန်ငယ်ချင်းတို့နဲ့အပျော်ခီးထွက်လာတဲ့ Jason Brody တို့ကန်ဆိုးပြီးပင်လယ်ဓာတ်ပြတွေဖမ်းတာခံလိုက်ရပါတယ် Jason Brody ကအစကတနက်တောင်ကောင်းကောင်းမကင်တတ်တဲ့တထေးသားပါကျွန်းပေါ်မှာသူ့ကိုယ်ကို Vast ဆိုတဲ့ villain ကတက်ပစ်လိုက်ပြီးသူ့တငယ်ချင်းတွေကိုဖမ်းသွားတဲ့အခါတာမန်ကောင်လေးတယောက်ကနေတငယ်ချင်းတွေကိုကယ်ဖို့အတွက်တောတွင်းလူရိုင်းတယောက်လိုပြောင်းလဲသွားပုံကိုကစားရမှာပါကျွန်းပေါ်မှာ survival ပုံစံနဲ့ဆော့ရမှာဖြစ်ပါတယ်တဘာဝရှုဂိမ်းတွေကလည်းဆက်နိုင်ဂိမ်းလို့မထင်ရလောက်အောင်လှတယ်လို့စခန်းသိမ်းတိုက်ခွဲတွေမှာကိုယ်ပိုင် idea နဲ့တိုက်ခိုက်လို့ရတာကဒီဂိမ်းရဲ့အတတ်ပဲ နံပါတ်3 Modern Warfare 2တနက်ပြစ်ဂိမ်းကြိုက်တဲ့သူတွေက Task Force 141ဖရကြီးရတူဖြစ်မိစစ်ပွဲတွေကိုစစ်နှွှဲရမှာဖြစ်ပြီးဇလမ်ကတော့ပြောစရာမလိုအောင် perfect ဖြစ်လုံးလို့ဂိမ်းပြီးတာနဲ့မြက်လီပါဝဲသွားနိုင်ပါတယ် optimization ကောင်းတဲ့ game မလို့ရုံးသုံးဆက်တွေမှာတောင် FPS ငင်းငင်းနဲ့စိတ်ချလက်ချဆော်လို့ရပါတယ်နံပါတ်4 Tomb Raider 2013ဒါက Lara Croft ဆိုတဲ့ main ကလေးဘလို့စပြီး Tomb Raider ဖြစ်လာလဲဆိုတဲ့ origin story ပါတင်းမောပစ်ပြီးအထူးဆန်းတဲ့ဂျပန်ကျွတ်ပြက်ကြီးပေါ်ရောက်သွားရကနေအသက်ရှင်မှုရုန်းကန်ရမယ် survival game ပုံစံဖြစ်ပါတယ်လူထွက်ပိုင်းမှာဒီ list ထဲကအလှဆုံးလို့တော့ပြောလို့ရတယ် adventure game ကောင်းကောင်းရှာနေတယ်နော် Tomb Raider ကတကယ်ရွှေပါပဲနံပါတ်5 Mafia 2 1950 ဝန်းကျင် American Nation ကိုဇက်တိုင်းတီးထားပြီးတော့အဖိအကျွဲဒီကိုဆက်ဖို့ Mafia ဂိုင်းနဲ့ပစ်ဝင်ခဲ့တဲ့ grinder တယောက်အနေနဲ့ကစားရမှာပါ American ခေတ်ဟောင်းပေါင်စံကိုအပြည့်အဝခံစားရမှာဖြစ်ပြီးဇလန်ကလည်းတကယ်ကို masterpiece ပါဆက်အမြင့်မရှိလဲကစားလို့ရလဲဂိမ်းကောင်းတွေကအများကြီးကြက်မှာတဲ့ခုပြောပြပေးခဲ့တဲ့ဂိမ်းတွေကဘယ်တစ်ခုကိုဆော့ရှင်လဲနောက်ထပ်လဲဒီလိုဗီဒီယိုကောင်းတွေတင်ပေးသွားမှာမလို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်